မြေကြီးအောက်မှာရှိတဲ့မိုင်ပေါင်း3000ရှိတဲ့နဂါးကြီးကြောင့်ငလင်းလုံးကြောင့်မိန်တော်မူလာခဲ့တဲ့မိုင်ဖုံဆရာတော် MCL ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်မိုင်ဖုံဆရာတော်ကရှမ်းလူမျိုးတွေရဲ့ခိုင်မာကိုးကွယ်ခြင်းကိုရရှိထားတဲ့ဆရာတော်တစ်ပါးဖြစ်ပါတယ်ဂူအောင်တရားတွေကျင့်နေတဲ့မိုင်ဖုံဆရာတော်ကိုရှမ်းလူမျိုးတွေတာမကမြန်မာနိုင်ငံအရရက်မှာလည်းယုံကြည်ကိုးကွယ်သူတွေရှိပါတယ်ဆရာတော်ကပုံမှန်ဆိုရင်ရှမ်းပြည်နယ်ဘက်မှာသာလှည့်လည်ကြွချီတတ်တယ်လို့အများအပြားဂူအောင်တရားကျင့်နေတာသာများပါတယ်ဒါပေမဲ့ငလင်းလုံးပြီးရက်20ကြာမှာမိုင်ဖုံဆရာတော်ကကိုအောင်တရားကျင့်တာတွေကိုရပ်ပြီးငလင်တန်ကိုအဓိကခန်းစားတဲ့ဒေသတွေကိုကြွားချီလာပါတယ်။နေလဲကြွားချီတာကရှားလွတ်တဲ့အတွက်ယုံကြည်ကိုးကွယ်သူဒါကာတိုင်းကမတွေကလည်းအပြည့်ရှံကိုဖူးမြော်ကြပါတယ်။မိုင်းဖုံးဆရာတော်ကိုဖူးမြော်ဖို့ဆိုတာကန့်သက်ချက်တွေလည်းများလာပါတယ်။ရေမိုးချိုးပြီးတက်တက်လွတ်နေပြီးမှုေးကြိုင်တန်ရှင်းနေမှသာဖူးမြော်ခွင့်ရှိတာပါ။ဆရာတော်ကရန်ကုန်မြို့မှာလည်းတရားပွဲကျင်းပခဲ့ပါတယ်။ဖူးမြော်သူတွေကိုငလင်းနဲ့ပတ်သက်ပြီးအန်ရီကင်းအောင်တရားဟောပေးတာပါဒါအပြင်ငလင်းပါကြောင့်လောက်ရတလင်းဆိုတာအဖြစ်ကိုဆရာတော်ကမိန့်တော်မူခဲ့ပါတယ်ငလင်းကပညာရှင်တွေအနှစ်နဲ့လာကသူတေသနာပြုခဲ့တယ်လို့ပြည့်ရွေ့ကြောင်းတွေကြောင့်လှုပ်ရတာမဟုတ်ပဲမြေအောက်မှာရှင်တန်နေတဲ့နဂါးကြီးကြောင့်လို့မိန့်လာခဲ့တာပဲဖြစ်ပါတယ်လူတွေရှင်တန်နေထိုင်တဲ့မြေကြီးရဲ့အောက်မှာနဂါးကြီးတစ်ကောင်ရှိနေတာပါအဲ့ဒီနဂါးကြီးကတာမန်နဂါးကြီးမဟုတ်ပဲအစမတန်ကိုကြီးမားရှင်နေရတဲ့နဂါးလို့ဆိုပါတယ်မိုင်ပေါင်း3000ထိကိုရှင်နေရတဲ့နဂါးကြီးကနေထိုင်နေလှန်လိုက်မိတယ်ကြီးထွားလာတဲ့ခန္ဓာကိုယ်နဲ့လှန်လိုက်တဲ့နဂါးကြီးကြောင့်မြေကြီးတွေတုံခါပြီးငလင်ဖြစ်လာတာဆိုပြီးမိုင်းဖုံးဆရာတော်ကမိန်တော်မူပါတယ်အခုလိုမိန်ကြားလာတဲ့မိုင်းဖုံးဆရာတော်ရဲ့စကားကြောင့်လူများကလည်းအံ့ဩသင်ရပါတယ်သူတေသနာပညာရှင်တွေကအနှစ်နဲ့လှလှရှာဖွေသူတေသနာပြုလာတဲ့အရာတွေကိုစန့်ကျင်ပြီးဆရာတော်ကဟောလိုက်တာကြောင့်မှဒါအပြင်ငလင်ကြောင့်မြန်မာနိုင်ငံမှာအကွဲကြောင့်ကြီးတွေလည်းအများကြီးဖြစ်ပေါ်လာခဲ့ပါတယ်အဆိုပါအကွဲကြောင့်တွေကိုသူတေသနာပညာရှင်တွေကလိုက်လံကတက်တည်ထူနေတာပါလေးလာနေကြတဲ့သူတေသနာပညာရှင်တွေကိုလည်းဆရာတော်ကအကွဲကြောင်းနောက်လိုက်ရင်နဂါးကြီးနဲ့ဆုံလိုက်မယ်လို့တတိပေးထားပါတယ်။မိုင်3000ရှိရဲ့နဂါးကြီးနဲ့တွေ့ပြီးနဂါးကိုနှိုးလိုက်တယ်လို့ဖြစ်လိမ့်မယ်လို့ဆိုပါတယ်။ဒါအပြင်ငလင်ပေးတဲ့ဒေတာတွေကိုလည်းကတရားဟောနေတာကလူတွေဖိတ်ကြားလို့မဟုတ်ပဲnetတွေကပင်ဖိတ်တာကြောင့်ဆရာတော်ကကြွချီပေးနေရတာလို့ဆိုပါတယ်။ဆရာတော်ကတရားဟောတဲ့အချိန်မှာလည်းအမြဲတမ်းဟောနေကြတရားဖြစ်တဲ့အချစ်မရှိအောင်နေရမယ်။အချစ်မရှိရင်ဒုက္ခမရှိတော့ဘူးဆိုတဲ့တရားကိုသာဟောကြားခဲ့တာပါ။မိုင်ဖုံးဆရာတော်ဘုရားကြီးကိုယုံကြည်သူအများပြားကတော့မြေကြီးအောက်မှာနဂါးကြီးတစ်ကောင်ရှိနေပြီဆိုတာကိုရှုံကြည်တက်ဝင်နေပါပြီ။နဂါးကြီးမလှုပ်ရှားဖို့အတွက်လည်းပူစော်ပသကြအောင်မှာဖြစ်ပါတယ်။အမှုပညာလောကမှာဆိုရင်လည်းအေမီဇာကနဂါးမျိုးနွယ်ဝင်ဖြစ်ကနဂါးမာရီဖြစ်ကြောကြားသူပါ။သူတေသနာပညာရှင်တွေကတော့တဘာဝတရားကြီးကြောင့်ဖြစ်လာတဲ့ငလင်းပေါ်ဆရာတော်ခုလိုမမိန်တင်ကြောင်းထောက်ပြနေပါတယ်။မိုင်းဖုံးဆရာတော်ဘုရားကြီးမိန်လာခဲ့တဲ့မိုင်ပေါင်း3000ကျော်နဂါးကြီးပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်